မင်္ဂလာပါကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာတော့ကျွန်တော်ရဲ့ဒါ brother တို့မိတ်ဆွေတို့အားလုံးကိုကျွန်တော်ကအခုမှအသစ်ထွက်ရှိလာတယ်ပေါ့နော်ဒီ Magic Car ဆိုတဲ့ဒီ game လေးပေါ့ကျွန်တော်တို့ဒါကလေးလူကြီးအားလုံးဆော့လိုက်ရတဲ့ဒီကားပြိုင် game လေးပေါ့ဒီ game လေးကိုဆော့ပြီးတော့ကျွန်တော်တို့ကအရင်ကြီးမလို့ပဲနဲ့ငွေလည်းရမှန်းဆိုရင်မိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားဘူးလားအမျိုးရှင်ဒီ game လေးကကျွန်တော်တို့ဒါအမှန်တကယ်ငွေထုတ်လို့လည်းရတယ်ငွေထုတ်ဖို့လည်းဆိုရင်တစ်ခုအောင်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒါမြန်မာနိုင်ငံသူတွေဆိုရင်တော့ပေးပင်နဲ့ထုတ်မယ်ပြီးလို့ရှိရင်တော့ KB WB နဲ့ပြန်ပြီးတော့လဲလို့ရတယ်ပေါ့နော်ထိုင်းနိုင်ငံမှာနေရတူဆိုရင်တော့ True Money Wallet နဲ့ထုတ်လို့ရပါတယ်အဲ့တော့ကျွန်တော်ဒီ game လေးအကြောင်းကိုပြဝေမှာမဟုတ်လို့ဒါကျွန်တော်လည်းဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးဖို့လည်းညွှန်လင်းပါတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီ game လေးကိုလိုချင်တဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့က Play Store မှာလည်းတွားပြီးတော့ download ရတယ်လို့ကျွန်တော်ရဲ့ဗီဒီယိုအောက်မှာလည်း comment မှာကျွန်တော် game ရဲ့ link လေးကိုကျွန်တော်ချပေးထားတယ်နော်အဲ့တော့ဒီ game လေးကိုကျွန်တော်မိတ်ဆွေတို့လိုချင်ဆိုလို့ရှိရင်တော့ Play Store ရဲ့ server မှာသွားပြီးတော့ကျွန်တော်တို့ဒါ Magic Car လို့ရလိုက်ပါတော့နော်Magic ရလိုက်ရှင်မှာပေါ်လာပြီနော် Magic Car လေးနှိမ့်နေမယ်ဆိုလို့ရှိရင်အဲ့တော့ဒီ game လေးပါနော်ကျွန်တော်ကတော့ install လုပ်ပြီးသွားပြီမိတ်ဆွေတို့ကတော့အခုမှစတောင်းမယ်ဆိုရင်တော့ကိုယ့်ဘာကို download ဆွဲလိုက်ပေါ့နော်အဲ့တော့ကျွန်တော် play လေးနှိမ့်နေမယ်ဗျမြန်မာနိုင်ငံကသူတွေဆိုလို့ရှိရင်တော့ VPN လေးခံပြီးတောင်းရင်လည်းတောင်းလိုက်ပါဘောနော်ကျွန်တော်ဒီထိုင်းနိုင်ငံကတခြားနိုင်ငံသူတွေဆိုလို့ရှိရင်တော့ VPN မလိုပါဘူး Play Store မှာအလွယ်တကူသွားပြီးတော့တောင်းရပါတယ်ဂိမ်းလေးကတော့ဒါကလေးလူကြီးအားလုံးပဲဆော့လို့ရတယ်ပေါ့နော်အားလုံးဒါပြောဖို့လည်းကောင်းတယ်ဆော့ရတာလည်းပြောမယ်ဗျအရင်ဆော့နေကြဂိမ်းရင်လည်းမတူဆော့လို့အရန်ကောင်းတယ်ကျွန်တော်ဒါဂိမ်းလေးဆော့ရင်ဒါအဆက်အလကားရှာကျင်နေဆိုရရှိလို့ရှိရင်တော့ဒီဂိမ်းလေးကအဆင်ပြေပါတယ်ဗျနော်အဲ့တော့ဒါကျွန်တော်တို့ဒါဆိုရင်ဒါဂိမ်းလေးကိုစဝင်လာပြီနိုင်လို့ရှိရင်ဒီမှာဂိမ်းဆော့လို့နေရာပါမယ်ဒီဆိုရင်ပြန်ပြမယ်နော်ဒီကောင်ဆိုလို့ရှိရင်ဒါဂိမ်းဆော့ရနေရပါနော်ခင်ဗျဒီကောင်လေးဆိုရင်ဒါဂိမ်းဆော့တဲ့နေရာပါမယ်နောက်လို့ရှိရင်ကျွန်တော်ဒါပြီးရှင်ဒီနေရာဆိုလို့ရှိရင်ဒါဒီနေရာကတော့ဒါကျွန်တော်တို့ mission ပေါ့နော်ဒါဒီမှာ daily dash တွေပါမယ်အကုန်လုံးလို့ရရပါတော့အဲ့တော့ကျွန်တော်တို့ကရင်ဦးဆုံးပေးသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ daily dash ပေါ့နော် daily dash ဆိုရင်ကျွန်တော်ပြမယ် daily dash နေရာကိုဒါကကျွန်တော်တို့ဒီပုံမှာကျတော့မိတ်ဆွေတို့အနေနဲ့ဒါကိုယ့်ရဲ့ invite လေးကနေပြီးတော့ refer ပြန်ရှာရမယ့်နေရာဖြစ်တယ် refer ခေါ်လို့ရှိရင်ဒီမှာတငယ်ချင်း9ယောက်ရဆိုလို့ရှိရင်တော့ဒါဒီ coin ရတယ်ပေါ့နော်ဒါလို့ရှိရင်ဒါကတော့ဒါ download ဆိုတဲ့နေရာလေးကတော့ဒီကအခုနေရာကတော့ဒါဒီမိတ်ဆွေတို့နဲ့ဒီကြော်ညာကြည့်ရမယ်ကြော်ညာတွေကနေပြီးမှဒါသူ့ရဲ့ဒီ Play Store အထိကိုရောက်သွားမယ်ရောက်သွားလို့ရှိရင်ကိုအနေနဲ့မ down နဲ့ပြန်ထွက်လာခဲ့ပြီးတော့လို့ရှိရင်ဒါသူအချိန်သတ်မှတ်ချက်2မိနစ်ပြည့်လို့ရှိရင်ဒီဟာပေးထားတဲ့ coin ကိုရမယ်လို့ရှိရင်အခုကတော့ဒါ game လေးတွေဆောတဲ့ဟာလေးတွေဒါ daily task ပေါ့နော်ဒါကတော့ video 5 ပုတ်ကြည့်ပေးရမယ်ကြော်ညာလေးတွေပေါ့ဒါကတော့ကျွန်တော်တို့တနေ့ကို level 30တိအောင်ဆော်ပေးရမယ်ဒါကတော့အောက်ဆုံးဟာတွေကတော့ online ပေါ်မှာလို့နိုင်ကိုတီတီပေါ့နော်မိနစ်30တီတီဆော့ပြီးလို့ရှိရင်ဒါအကုန်လုံး limit တွေပြည့်သွားမယ်နော်ပြည့်သွားလို့ရှိရင်ကျွန်တော်ဗာရတယ်ဆိုတော့ဒီတိရောက်သွားလိမ့်မယ်ရောက်လို့ရှိရင်ဒီမှာပါခဲ့တဲ့ဟာတွေကားပေးနေပေါ့နော်ဒါတွေကလည်း coin ရမယ်ပေါ့နော်အကုန်ရမယ်ပြီးတော့ရှိရင်ဒီကောင်လေးရမယ်ပေါ့နော်အဲ့တော့အဲ့ရတွေကဘာမှတဆူရဆိုလို့ရှိရင်အဲ့ကောင်တွေကတော့ဒီမှာလာဆူတယ်ဒီမှာပေါ့နော်ဒီမှာလာဆူပါတယ်ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့True Money Wallet နဲ့ထုတ်လို့ရတယ် PayPal နဲ့ထုတ်လို့ရပါတော့ဒီဘက် coin ID လေးကဒီဘက်ချမ်းက coin ID လေးတွေကတော့ကျွန်တော်တို့အချိန်စောင့်ကြမလို့ပါဘူးနော်မလို့ပါဘူးဒီဘက်ချမ်းကရှိတယ်ဒါအစိမ်းရောင်ပတ်စံလေးတွေကတော့ဒါအရင်ဂိမ်းနေဝင်လို့ပဲကျွန်တော်တို့ daily task ပေါ့နော် mission တွေဖြည့်ရသေးလားmission ဖြည့်ရသေးလားပေါ့ဖြည့်ရသေးလားဒါမှမဟုတ်ဥမာဂိမ်းကအသစ်စပေါ်လာခြင်းရှိသေးရဆိုတော့ရက်ပိုင်းလေးပဲရှိသေးရဆိုတော့ကျွန်တော်စိတ်ထဲတော့ဒါ mission မဖြည့်ရတော့ဘူးလို့ထင်တယ်ပေါ့နော်ကျွန်တော်တို့ဒီအချိန်မျိုးလေးအများဆုံးစားထုတ်ကြည့်အောင်ဗျကျွန်တော်ဂိမ်းတစ်ဂိမ်းကျွန်တော်စားထုတ်ကြမယ်နော်ဒီကောင်လေးအဆင်ပြေနေဂိမ်းကဘာမှမခင်းရပါဘူးနော်
Okay ကျွန်တော်ဒါခါလေးမှာကျွန်တော် gas ဆိုတာဟာလေးကုန်သွားလို့ရှိရင်ဒီမှာ free ပေါ့နော်ကျွန်တော်ဒါတိုင်းလို့ရတယ် free ဝင်ညွှန်ကျွန်တော်လေးကြည့်ပြရတယ်နော်ညာလေးကြည့်ပြရပါတယ်ဗျဒါကြော်ညာလေးကစက္ကန့်မှလေးကြပါရနော်ကြော်ညာလေးပြီးသွားပြီဆိုလို့ရှိရင်တော့ဒါကူကအမှဆိုကျွန်တော်တို့ဒီပတ်စံအစိမ်းအောင်လေးရတယ်ပေါ့နော်โอเคအစိမ်းအောင်ပတ်စံလေး6ပဲရပါတယ်ကျွန်တော်ကတော့ဒါထိုင်းနိုင်ငံမှာဆိုတော့ပတ်နေပေါ့နော်မြန်မာနိုင်ငံသူဆိုလို့ရှိရင်တော့ဒါ VPN ကြော်ပြီးတော့ဒီနိုင်ငံခြားပေါ့နော် US မှာထားပြီးလို့ရှိရင်တော့ဒါဒေါ်လာတွေပေါ်တယ်ပေါ့နော်ဒါဟုတ်ဒီနေရာလေးမှာဒီ Grand Prix ဆိုတဲ့နေရာလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါမဆိုရင်ပေါ့နော်ဒါ level နဲ့လိုက်ပေါ့ကျွန်တော်ကတော့60 30ကျော်ပါပြီဆိုတော့ level 15မှာအနီအောင်အစိမ်းအောင်ပစံလေး90ရမယ်30မှာ90ရမယ်ပြီးတော့60ပြီးလို့ရှိရင်တော့90ထည့်ရမယ်နော်အဆင့်ဆင့်သွားပါပြီဗျ level အဆင့်ဆင့်သွားပြီးတော့ပြီးပါရနော်ကျွန်တော်ကဒီမှာ30ပြီးပါပြီပေါ့အဲ့တော့ဒါဒီဂိမ်းလေးကအခုမှအသစ်ထွက်လာဖြစ်တဲ့အတွက်မိတ်ဆွေတို့အတွက်လည်းဒါအများကြီးအဆင်ပြေပေါ့အများဆုံးလေးကူးပြီးတော့ဆော်လို့ရပါတယ်ဒီဗီဒီယိုလေးကိုစိတ်ဝင်စားရဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာကျွန်တော် link လေးချပေးထားမယ်เนาะအမြန်လေးဝင်ကူးလို့ရပါတယ်